အားလုံးပဲမိလာပါတကယ်ကျွန်တော်တကယ်ကျွန်တော်တကယ်တယောက်မိထားတာနဲ့ကျွန်တော်ဒီမှာတနက်စကင်တကယ်တယောက်မိထားလို့ပေါ့နော်ကျွန်တော်ပြမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီနေ့တနက်စကင်ပဲတနက်စကင်ထွက်လာတယ်ဆိုတော့ပြပါမယ်နော်ဟိုစိတ်နှုံးနဲ့ဝလို့ရဒါတွေပါနော်အဲ့ဒါတွေပြပါမယ်တော့လေအောင် let's go တော့မယ်ဆိုဒီပေါ့နော်ဒီအောက်ကဒီမိုက်ခရိုဖုန်းတွေရဲ့ဒီနားကျွန်တော်လက်ထောက်ပြတာပါနော်အဲ့ဒါတွေဝင်နှိပ်လိုက်ပါဒီရလာမဒီရလာရှိဒီမှာကျွန်တော်လက်ထောက်ပြမှာနော်ဒီနားမှာထည့်လိုက်လိုက်ပါတော့ဒီနေ့ဒါအစ်စ်ထွက်တာပေါ့တနက်စကင်တွေပေါ့ဒါဒီကအစ်စ်ပါအခုမှ4.2မှာပါလာတဲ့တနက်အေးပေါ့နော်ဒါတော့ emote နဲ့ပေါ့ဒီအပေါ်က3တွေရော emote ပေါ့ဒါက emote ပါပါနော်မစိုးအောင်မိုက်ပါနော်သူက emote ပါဒီအိတ်နဲ့ဒါ emote ပါမိုက်တယ်နော်မစိုးပါဘူးသူကဆိုတော့မိုက်ပါတယ်ဒီခုတော့မပါတော့ဘူးနော်ဒီလေးခုတည်းပါလာတာပေါ့နော်ဒီလေးခုအကုန်လုံးက emote ပါတာနဲ့ emote ပါတာနဲ့ emote ပါတာ10တုံးမှာပဲ emote မပါတာလည်း10တုံးမှာပဲနော် emote ပါတာနှစ်ခုတော့ပါတာလေကျွန်တော် emote မပါတာဟာပေါ့နော်တနက်စကင်တော့လက်ကြောင် let's go တနက်စကင်ကတော့ဒီဘောက3လက်ပေါ့နော်ဒီဘောက3လက်ပဲပါလာတာပါဒါ AUG ရပါတော့ဒါ AUG မဆိုးပါဘူးနော်ဆိုးပါဘူးတော့ hit ပါဘူးနော်ဒါမှပါဒီကောင် let's go ဒီကောင်လေးပုံမပါဘူးနော်ဒီကောင်ဒါမှထိရမပါပါဘူးဒီတိုင်းပဲပါတာပါယူတဲ့ဒီကောင်ပြလိုက်လို့ရှိရင်ထိရပါပါရဲ့ခုကတော့တကယ်တယောက်မိထားလို့ပေါ့နော်ဒီဘက်ထဲကဟာတွေကဘယ်လိုဖြစ်ရလဲသူစော်ရင်နဲ့ပြီးသွားတာပေါ့နော်ဒီနောက်ခုဆုံးတော့ပေါ့နော်ဒီဒါ daily machine နဲ့ဟို machine မတော့ဒါစော်ရင်နဲ့ပြီးသွားတာတကယ်နော်တကယ်တယောက်မိထားလို့ပေါ့နော်အဲဒါကျွန်တော်ပြောရဖြစ်ပါတယ်ဒီမသိရလူမှပြောပြတယ်ဗျာလူသိရလို့မပြောပါဘူးတကယ်ကြီးတိုင်းမိထားလို့ပါဒီကဘယ်လိုမှထွက်ဒီအိမ်ရဘယ်နေမှထွက်လာမလို့ဆိုတော့2026တရက်နေ့တလပိုင်း30ထွက်လာမှာပေါ့နော်လောက်ကနေရထွက်လာဒီအိမ်ရလောက်ကုန်3ရက်နေ့ရလူထွက်လာမှာပါဒီအမုတ်ကလာမကုန်ဟိုဟာ20ရက်နေ့ထွက်ပါနော်ဒီအိမ်ရတော့အမုတ်ကပေါ့နော်ဒီတော်မဆန်ကတော့28ရက်နေ့ဒီ28ရက်နေ့ထွက်မှာပေါ့နော်ဒီလ28ရက်နေ့ပါဒီကောင်လည်း29ရက်နေ့ထွက်မှာပါဒီကောင်က30ရက်နေ့ထွက်မှာပါဒီကောင်လည်း30ရက်နေ့ထွက်မှာပါနော်အားလုံးစင်ပေးကြပါစေထပ်လာတော့ထပ်လာပေါင်းနဲ့ပါလာမှာနော်ဒီနောက်တစ်ခုကတော့ဒီကတော့သူကစော့သွားတာပေါ့နော်ပွဲထဲမှာစော့ဝိုင်းနဲ့တော့ကြားသွားတာပါနော် classic မို့ပဲဆော့လို့ရတာကအစော့ဝိုင်းနဲ့တော့ machine ပြီးသွားတော့ဒီ machine ကြီးပေါ့နော်ဒီနာယူရေးထားတော့နာယူမှဒီကိုရတဲ့တနက်တွေကတနက်ပြလွယ်ဖြစ်အဲ့ဒါဟောပြောင်းလို့ရတော့17ခုရတယ်ဆိုပြတယ်နော်တစ်ခါ17ခုပြလို့ရှိရင်17ခုပဲရတာပါနော်ကျွန်တော်ခိနေကျွန်တော်မရသေးဘူးနော်တော့ပြတာတော့သူကမကြားမပွင့်သေးဘူးနောက်နေ့မှပွင့်မှာပေါ့နော်ဒီနိုင်ရတော့နောက်တစ်ထပ်ပြမယ်ပေါ့နော်နောက်တစ်ခုကတော့ဒီနေ့မှတိတ်ထွက်လာနှစ်ခုထွက်လာတာနော်တစ်ခုကပတ်စံရှိနှစ်ခုပတ်စံရှိရလူပဲဖောက်လို့ရကျွန်တော်တို့ဖောက်နိုင်ပါဘူးနော်ပြပြီးပါလားစပိုးဒီလေယာဟာလေးကျွန်တော်လက်ထောက်ပြမယ်လက်ထောက်ဟာလေးကျွန်တော်လက်ထောက်ပြတာဖိုက်လိုက်ပါဒီနှစ်ခုထွက်လာတော့အေးဘောနော်ကြားတဲ့လူရောမိုက်ပါတယ်ဒီ A5 အပန်းဖောင်ပေါ့နော်ဟုတ်ပါအောင်မိုက်ပါဟိုပြစ်တီတော့ပြစ်တီအဲ့လိုထိမှာပေါ့နော်ဒါတော့သူ့ရဲ့ဒီဖက်ပေါ့နော်မိုက်တယ်နော်သူ့ရဲ့အိမ်ညာဘယ်လိုလဲဆိုတော့မသိမမကြီးစားလို့မျိုးအိမ်စကင်ပေါ့နော်အိတ်စုစကင်လို့ပါလို့နော်အဲ့လိုဒီဇိုင်းကိုပြန်ထုတ်တာပါအိတ်စုတော့မဟုတ်ပါဘူးနော်သူ့ရဲ့ဒီဇိုင်းကိုပြန်ထုတ်တာပါဒါ level 3ပေါ့နော်ဒါ level 2ဒါ level 1ပတ်စံ power တန်လားဆိုတော့တနက်ကတော့တန်ပါနော်အိမ်ရအလကားထည့်ပေးလို့ပေါ့နော်ဒီလိုပါစပိန်တို့ပါတယ်မိုင်ဘုံနီ grand တွေပါတာပေါ့နော်ကျွန်တော်မဖောက်ပြတော့ဘူးနော်တကယ်ကျွန်တော်ကပတ်စံမရှိဘူးပေါ့နော်ဘယ် level ဒီဘယ်လောက်ထိရောက်လဲဆိုတော့ကြည့်လိုက်ကြအောင်ဒီကောင် level 4 ထိပေါ့နော်5ထိရပါတယ်ဒါ level 2ပေါ့နော်ကိုလောက်လိုက်ရှင်ကိုပြတ်တယ်လို့ရှိရင်ဒီလိုထွက်လာမှာပါလက်ပြပုံစံလေးတွေဒီလိုထွက်လာမှာပါကို
ငါပုံစံလေးကိုမိုက်ပါတယ်နောက်တစ်ခုကတော့ဒီပုံစံတော့ငါလည်းပဲတူတူပေါ့နော်ပတိတိပါတယ်နော်ရက်တောင်နေပါတရုတ်နှစ်တကူလို့ပါတယ်နော်တရုတ်တနလို့ပါတော့မိုက်ပါတယ်ဒါလည်းဖိုးပေါ့နော်ဒါကင်းမစထိုးပေါ့လည်းဖိုးဆိုကင်းမစထိုးပဲမိုက်ပါတယ်နော်ပတိတိပါတယ်ပေါ့နော်ဆောင်းရမ်းမိုက်တယ်ပေါ့နော်ကျွန်တော်ကြိုက်ပါဒါပေမဲ့မဖောက်တော့ပါဘူးရောပတ်စံမရှိလို့ပါဒါတော့ကေးဖောက်တော့ကိုပြလိုက်စီအဲ့လိုဒီလိုပါဒီထိပါဒီပုံစံထိပါဘောနော်နှင်းတိန်လိုဘာလို့လဲပေါ့တရုတ်ပတ်လိုက်ပြီးထားတော့ဒါကိုမှချိပြတော့ချိပါရှိတော့ချိရတာဒီပေါ့နော်အခုထပ်ပြပါလားစကိုဒီကတော့ပတ်စံရှိတော့ဒါယူရတာပေါ့နော်ပတ်စံရှိဟုတ်ရပါတော့ဒီကတော့ဒါယူရတာဒါကတော့ကွာကတော့အဲ့ဒါကတော့ဒီပြရဟိုဆန်တော့နှိပ်လိုက်ရှင်ကြာဆန်ထဲဖောက်ပတ်စံထဲဖောက်ရတာပေါ့နော်ကျွန်တော်တော့ဖောက်နေတယ်ဒါနဲ့3ခုရမယ်4ခုရမယ်နော်သူဟာသူတန်းတန်းသူရမယ်ဟာလေးပေါ့နော်ပြတာဖြစ်ပါတယ်တန်းတန်းသူဘယ်ရမယ်နော်သူထည့်တဲ့ဟာလေးကိုနော်ဒီပုံလေးပေါ့ဒီနောက်ဆုံးပုံ100ပေးပါလို့ပေါက်လို့ရှိရင်ပြပြီးတော့ဒီတွေကစကင်ကတစ်ခုရမယ်ပေါ့နော်ဒီဒုတိယပုံပေါက်လို့ရှိရင်ဒီကဆက်မယ်1ပုံ0ပုံပေါက်လို့ရှိရင်ဒီတွေကတစ်ခုရမယ်ပေါ့ဒီက5ခုယူရှင်းရမယ်ဒီက5ခုယူရှင်းရဒီက3ခု4ခုပေါ့နော်အားလုံးပဲဘိုင်ဘိုင်ပေါ့နော်ကျွန်တော်ဗီဒီယိုဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြတော့အားလုံးကျေးဇူးများတင်ပါတယ်